Vinicius က Scotland ကိုအရှက်ခွဲပြီး Brazil ကိုကမ္ဘာဖလားနောက်တစ်ဆင့်စီကိုလက်တွေ့ကြကြဆွဲခေါ်သွားခဲ့ပါတယ်။ဒါကိုမဖြစ်မနေကြည့်ရပါမယ်။ Brazil ကအုပ်စုစဉ် final ပွဲစဉ်မှာ Scotland နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လူတိုင်းရဲ့အာရုံစိုက်မှုကတော့ပြိုင်ပွဲမှာပထမဆုံးအကြိမ်ပါဝင်လာတဲ့နေမာစီမှာပါ။ပွဲမစခင်မှာ Brazil ကန်တွေ Ronaldinho ကစားသမားတွေကိုဘေးဘက်ကနေနှုတ်ဆက်ခဲ့ပါတယ်။သူနေမာနဲ့တွေ့တဲ့အခါနှစ်ယောက်သားစစ်ရေးမှန်နဲ့ပွေဖက်ခဲ့ပြီး Brazil ဘောလုံးအိုင်ကွန်နှစ်ဦးကြားအမှတ်ရစရာအခိုက်အတန့်လေးဖြစ်ခဲ့ပါတယ်။ပွဲမစခင်တပ်ပုံရိုက်ပြီးနောက်ပွဲစခဲ့ပါတယ်။ Vinicius အထင်ကြီးစရာကောင်းအောင်ကစားပြဖို့အချိန်အများကြီးမယူခဲ့ပါဘူး။သူက Scotland ဂိုးသမားကိုအရှက်ခွဲပြီး Brazil ရဲ့အဖွင့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဒါပေမဲ့ဒါကအစပဲရှိပါသေးတယ်။45မိနစ်မှာ Guimarães ကဘောလုံးကိုပေါက်စထဲကိုပြီးဆုံးစွာဖြတ်တင်ပေးခဲ့ပြီး Vinicius ကလှပတဲ့ခေါင်းတိုက်ကိုသွင်းယူက Brazil ကို2ဂိုးအသာရရှိစေခဲ့ပါတယ်။ဂိုးသွင်းပြီးနောက် Vinicius ကသူ့ရဲ့ထုံးစံအတိုင်းပရိသတ်တွေရှိမှကခုန်ပြီးအောင်ပွဲခံခဲ့ပါတယ်။ပရိသတ်တွေလည်းယူသွက်ကုန်ကြပါတယ်။ဒီတော့တွင်နေမာကဘေးဘက်မှာကိုနွေးလေးချင်းကန်ဆလုပ်ခဲ့ပြီးသူ့ကိုပရိသတ်တွေသတိထားမိတဲ့အခါကွင်းတစ်ခုလုံးပေါက်ကွဲသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကိုညာက Brazil ရဲ့တတိယမြောက်ဂိုးကိုထပ်သွင်းပြီးအနိုင်ရမှုကိုတည်ပြုခဲ့ပါတယ်။နောက်ဆုံးပွဲပြီးတဲ့ခေတ်မှုတံမှာတော့ Brazil ကကမ္ဘာဖလား16တင်အဆင့်ကိုတရက်ဝင်တက်ရောက်နိုင်ခဲ့ပါပြီ။